ဒီနေ့မှာလူတိုင်းနဲ့မစိမ့်မဲငယ်ငယ်ကလေးကလူတိုင်းကြိုက်ခဲ့ရတဲ့ဇက်ကောင်မင်းစာဘင်းရဲ့တာမန်နဲ့မတူတဲ့အရာတစ်ခုကိုပြောပြချင်ပါတယ်။ဒီတော့မင်းစာဘင်းကိုကြည့်နေရင်လည်းဟိုးဟိုးတော့မှားနေပြီးတော့တွေးမိမှထင်တယ်။သူကစကားလည်းတော်ရုံမပြောဘူး။ပြောရင်လည်းတာမန်တို့တွေနားမနေတဲ့စကားကိုပြောပြီးတော့လက်ဟန်ချေဟန်ကိုပဲအဓိကသုံးတယ်뭐错오 ။အပြုတ်ဝင်ကလည်းတာမန်တို့နဲ့မတူဘူး။အပိုင်းတိုင်းရဲ့အစမှာဆိုရင်လည်းကောင်းကင်ကလည်းအလင်းနဲ့တစ်ခုနဲ့ပြုတ်ကျလာတာပေါ့အမြင်တွေ့ရတယ်။လူတိုင်းကဒီချက်ကိုဘာမှမပြောပဲကြည့်နေကြပေမဲ့ဒါကမစ္စတာဘင်းတာမန်မဟုတ်ဘူးဆိုတာကိုပြတဲ့ပထမဆုံးသိတော်စာပါ။ဒါတွေကဟာတာတစ်ခုလား။ဒါမှမဟုတ်မစ္စတာဘင်းကတာမန်တို့မဟုတ်ဘူးဆိုတာကိုပြနေတဲ့သိတော်စာတွေလား။ဒီချက်ကိုတစ်ခါတော့သတိထားပြီးမေးလိုက်မယ်ဆိုရင်ရလာတဲ့အဖြေကိုလည်းလက်ခံရပါလိမ့်မယ်။ပထမဆုံးသိတော်စာက Derek Travel ပိုင်း Season 3 Episode 18မှာပါ။မစ္စတာဘင်းကဆိုင်နေဆိုင်ကနေထွက်လာတဲ့အချိန်မှာသူ့ရဲ့အစိမ်းရောင်မီနီကူပါနဲ့တပုံစံနဲ့တူတဲ့ကားတစ်စီးကိုတွေ့လိုက်ရတယ်။မော်ဒယ်ပဲတူတာမဟုတ်ဘဲနဲ့အပေါ်စင်းတွေကစားအကုန်လုံးတူနေပါတယ်။အဲ့ဒီအချိန်မှာဆိုင်နေကနေလူတယောက်ကလည်းထွက်လာတယ်။အဲ့ဒါကဘယ်သူလဲဆိုရင်မစ္စတာဘင်းကိုယ်တိုင်ပါပဲ။လူချင်းစင်တာလည်းမဟုတ်သလိုတပည့်ကန်ကလည်းမဟုတ်ဘူး။ပုံစံတူအရှိတူနေပြီးတော့အရာအလုံးတစ်ပုံစံနဲ့တူနေတဲ့မစ္စတာဘင်းရဲ့ကလုံးတစ်ယောက်ပါ။ဒီလူတူတာကမစ္စတာဘင်းရဲ့စီစဉ်တူအပိုင်း16မှာတော့ထောင်ကပေးလာတဲ့လူတယောက်ကမစ္စတာဘင်းနဲ့ရုပ်ရှင်တူတာကြောင့်နေရာလဲသွားတာမျိုးမဟုတ်ဘူး။ဒီထောင်ကလွတ်သွားတဲ့အပိုင်းမှာတော့လည်းဒီကောင်ကထောင်ကလွတ်သွားလို့ပြောနေပေမဲ့မစ္စတာဘင်းဒီတိုင်းကြုံနေရတဲ့အနိုင်ကျင့်မှုလေအလုံးချမ်းနေနဲ့ငဲလိုဘောက်ကိုခန်းစားလိုက်ရတဲ့အခါမှာသူကိုယ်တိုင်ပဲထောင်ထဲကိုခိုးပြီးတော့ပြောင်းဝင်သွားခဲ့ပါတယ်။လူတွေကထောင်တော့ပေးကြပေမဲ့သူကတော့ထောင်ထဲကိုပြင်ရအောင်ပြေးရတဲ့အထိမစ္စတာဘင်းရဲ့ဘဝကခက်ခဲလို့ပါလေ။ဒါပေမဲ့ဒါတွေအားလုံးကမစ္စတာဘင်းအတွက်ဘာမှမဟုတ်ပါဘူး။ဒါပေမဲ့အခုကလုံးအပိုင်းမှာတော့အခြေအနေတွေကတခြားစီပဲ။မစ္စတာဘင်းတရားသူ့ပုံစံအတိုင်းအတက်လိပ်သွားပြီးတော့လန်သွားခဲ့ပါတယ်။ဒီလိုနဲ့မစ္စတာဘင်းကဒီကလုံးနောက်ကိုဖမ်းကျင်တဲ့အထိလိုက်သွားကြည့်တဲ့အခါမှာသူတို့နှစ်ယောက်လုံးကလက်ကတိုင်းတို့လက်ကင်ဝါတူပြီးတော့နောက်ဆုံးအတွင်းကပေါင်းပြီးကအစားတူပါတယ်။နောက်ပြီးတော့နှစ်ယောက်စလုံးမှာလည်းသူတို့ရဲ့ကိုယ်ပိုင်ရုပ်တယ်လီတွေရှိရပါတယ်။ဒီလိုနဲ့မစ္စတာဘင်းကဒီကလုံးကိုအင်ကိုဖိတ်လိုက်တဲ့အခါမှာကလုံးကမစ္စတာဘင်းရဲ့ကောင်မလေးကိုတွေ့ချင်းပဲစပြီးပိုးပန်းပါတယ်။ဒါကလူသားတယောက်ရဲ့အမူအရာထက်အေလီယန်တယောက်ကလူတွေကိုပိုးပန်းတဲ့ပုံစံမျိုးကိုလိုက်တူပနေတာနဲ့တူပါတယ်။ဒါပေမဲ့ထူးဆန်းတာကအလုပ်ဖြစ်သွားပါတယ်။မိနစ်ပိုင်းတွင်မှာပဲကောင်မလေးကကလုံးနောက်ကိုပါလာပြီးတော့ကလုံးကအိမ်ပြန်လိုက်မှုမယ်ဆိုတော့ကောင်မလေးကလည်းဘာမှမစဉ်းစားဘဲနဲ့ကောင်းပေါ်တက်သွားပါတယ်။ဒီလိုနဲ့မစ္စတာဘင်းကစိတ်မချလို့အနောက်ကလိုက်သွားတဲ့အခါမှာကောင်းကင်ပေါ်မှာ UFO တစ်ခုကိုတွေ့လိုက်ရတယ်။ဒီလိုနဲ့ခဏတော့မစ္စတာဘင်းနဲ့ကြောင်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ UFO ကဆင်းသက်လာပြီးတော့ကလုံးကလည်းသူ့ရဲ့ကားကို UFO တွေကိုမောင်းဝင်သွားခဲ့တယ်။ဒီလိုမောင်းသွားတဲ့ပုံစံကိုကြည့်ရတာကလုံးတော့ကတာမန်ကိစ္စတစ်ခုလိုပဲ။ကောင်မလေးတော့ကတော့ကြောင်းနဲ့ကြာထွက်ပြေးပြီးတော့မစ္စတာဘင်းကိုသတိပေးခဲ့ပေမဲ့မစ္စတာဘင်းကလည်းဘာမှမဖြစ်သလိုမျိုး UFO တွေကို AC လေးရှောက်ဝင်သွားတယ်။ဒီ UFO တွေမှာဘာလဲရှိလဲဆိုရင်မစ္စတာဘင်းမှာရာနဲ့ရှိအတန်းကြီးရှိနေပါတယ်။တယောက်ချင်းစီမှာလည်းသူတို့ကိုယ်ကအယုတ်တွေရှိနေပြီးတော့သူတို့အားလုံးကမစ္စတာဘင်းကိုစောင့်နေကြတဲ့ပုံစံနဲ့တူပါတယ်။အဲ့ဒီအချိန်မှာပဲမစ္စတာဘင်းသိလိုက်ရတာကသူကတုံထူးကြတဲ့သူလည်းမဟုတ်ဘူး။မိုးရဲ original လည်းမဟုတ်ဘူး။အခုရှိနေတဲ့မစ္စတာဘင်းကဒီအုပ်စုတွေကမစ္စတာဘင်းကလုံးတစ်ယောက်သားဖြစ်ပါတယ်။မစ္စတာဘင်းကလုံးကကလုတ်တစ်ခုကိုနှိမ့်လိုက်ပြီးတော့မစ္စတာဘင်းကို UFO တွေကနေကန်ထုတ်လိုက်ပါတယ်။အကြောင်းရင်းကမစ္စတာဘင်းရဲ့ကောင်မလေးအပြစ်မှာငိုနေတာကိုကလုံးကတွေ့ပြီးတော့တနာသွားတာဖြစ်တဲ့အတွက်မစ္စတာဘင်းကိုပြန်လွှတ်လိုက်ကြပါ။ဒီအချိန်မှာပဲ UFO ကထွက်သွားပြီးတော့မစ္စတာဘင်းကိုကဘာပေါ်မှာတယောက်ထဲထားခဲ့ပါတယ်။ဒီဘိုင်းကရေးစရာဆိုတာထက်မစ္စတာဘင်းကတာမန်လို့မဟုတ်ဘူးဆိုတော့ပြတဲ့ပထမဆုံးသက်သေပါ။နောက်ပြီးတော့ဒီဘိုင်းမှာပဲအေလီယန်တွေကကောင်မလေးရဲ့မှတ်ဉာဏ်ကိုဘာမှမဟုတ်သလိုမျိုးဖျက်လိုက်တာတွေ့ရပါတယ်။ဒါဆိုရင်မစ္စတာဘင်းရဲ့မှတ်ဉာဏ်ကိုလည်းသူတို့ကဖျက်လိုက်တာဖြစ်နိုင်ပါတယ်။အဲဒါကြောင့်ပဲမစ္စတာဘင်းကသူ့ကိုယ်သူလူသားမဟုတ်မှမသိတော့ဘဲနဲ့ကိုယ်ဝင်းကြီးဝေထားတဲ့လူထိုးသားတယောက်လိုပဲထင်နေရပါ။အမှန်ဆိုရင်မစ္စတာဘင်းကတာမန်လူတယောက်မဟုတ်ပါဘူး။ဒါဆိုရင်နောက်ထပ်တဲ့လူစားတစ်ခုကိုဆက်ပါမယ်။မစ္စတာဘင်းရဲ့စကားပြောတဲ့ပုံစံကလူသားတယောက်ပြောနေတဲ့စကားနဲ့မတူဘူး။ဒါက possible ပြောနေတာမဟုတ်ဘဲနဲ့ပြန်စီးနေတဲ့ corrupted ကောက်တစ်ခုကိုပြောနေတာနဲ့တူပါတယ်뭐错오နောက်ပြီးတော့မစ္စတာဘင်းပေါ်မှာယူပမရနေရမှာတွေကလည်းအလုံးမလုပ်ပါဘူး။စီဇန်2 episode 30မှာဆိုရင်အဲကန်တွေကပရီဘောကတွေနဲ့ထောင်းချလောက်တာကြောင့်သူ့ရဲ့ခေါင်းပေါ်ကိုအကုန်လုံးပြောကြတာပါလေ။ bye ပုံမှန်လို့ဆိုရင်ဒီလေးချိန်ကြောင်ပွဲချင်းပြီးတည်သွားနိုင်ပေမဲ့မစ္စတာဘင်းကတော့ဖုန်လေးခါပြီးတော့ဘာမှမဖြစ်သလိုမျိုးဆက်လျှောက်သွားပါတယ်။နောက်တစ်ပိုင်းကတော့ပိုပြီးတည်တာပါလေ။စီဇန်1အပိုင်းလေးပါဆိုရင်သူ့ရဲ့မျက်နှာရှိမှာနျူကလ িয়ার ဘုံပောက်ကွဲလာတာမှမျက်နှာလေးပဲခတ်ပြပါတယ်။ဒါကတာမန်ကတ်တုန်းလို့ကျွတ်လို့ထင်ရပေမဲ့ဒီကနေ့ကကတ်တုန်းလို့ကျွတ်မဟုတ်ပါဘူး။အဲ့လိုလဲဆိုတော့တခြားဇက်ကောင်တွေကထိခိုက်တရားရတယ်တွေးထွက်ကြတယ်အော်ကြတယ်။ဒါပေမဲ့မစ္စတာဘင်းတယောက်ပဲဘာမှမဖြစ်တာပါ။အဲ့လိုလဲဆိုတော့မစ္စတာဘင်းကလူသားနဲ့တူတဲ့ခန္ဓာကိုယ်နဲ့သွေးသားတိဆောက်ဖို့လေးရှိပေမဲ့တာမန်လူတွေလိုမျိုးအကျိုးနဲ့ပိတ်လို့တဲ့လူတယောက်မဟုတ်ပါဘူး။
နောက်ဆုံးသိန်းတော်စာတစ်ခုကတော့ passport ပါမစ္စတာဘင်း holiday စကားထဲမှာသူ့ရဲ့ passport ကိုတွေ့လိုက်ရပါတယ်အဲ့ဒီထဲမှာသူ့ရဲ့နာမည်ရင်းကိုဘယ်လိုရေးထားလဲဆိုရင်မစ္စတာလို့ရေးထားပါတယ်မစ္စတာကိုသူ့ရဲ့ first name ဆိုပြီးတော့ရေးထားတာပါဒီမှာဆိုရင်တော့မောင်မကိုပထမဦးဆုံးနာမည်အနေနဲ့ရေးထားတာပါအဲဒါကြောင့်မစ္စတာဘင်းကတာမန်လူတယောက်မဟုတ်တဲ့အတွက်မစ္စတာဆိုတဲ့နာမည်ကိုစာရွက်စာတမ်းဖြည့်တဲ့အခါမှာနာမည်ရင်းလို့ထင်ပြီးဖြည့်လိုက်တာဖြစ်ပါတယ်အခုပြောနေတာတွေကိုအတီးပြပေးသွားတာကတော့မစ္စတာဘင်းဖြစ်တရုတ်ဆောင်တဲ့ရိုမန်ကိုတိုင်းပါပဲ1993အင်တာဗျူးတစ်ခုမှာမစ္စတာဘင်းတရုတ်ဆောင်ကနောက်ဆုံးပိုင်းအတွက်စိတ်ကူးတစ်ခုကိုပြောပြခဲ့ပါတယ် Where will Mr. Bean's escapades end, do you think? You're not tired of him. We yet. had an idea, but should I tell you what the idea Yes, is? please do. No, I don't know. Okay. Yes, all right, yes, I will. It was this idea for the last, which we may never do, the last episode of Mr. Bean, is that he's driving along a country lane extremely fast in his Mini, and he sees this spaceship landing in a field, and he stops the car, and he looks out, and he thinks, what's that spaceship doing there? And he drives into the field with his Mini, and he stops outside the spaceship. And he looks around, and he looks up, and suddenly the door goes... and this bright light comes out of the spaceship. And Mr. Bean walks out of the spaceship. Of course. And then another Mr. Bean walks out of the spaceship. And he sees Mr. Bean, and they all shake hands. And Mr. Bean says, hello, how are you? And then 25 more Mr. Beans all come out of the spaceship, and they all pat him on the back and say, you know, very nice to see you. And then all the Mr. Beans go up into the spaceship, and he shakes hands with the captain and the guy on the bridge. And then the door goes up, and the spaceship takes off. And that's the end of Mr. Bean. So thereby, but we may do it. We may do it. It's a kind of silly idea. I mean, there is this idea that he may not be of our world. He may be from another place. အဲ့ဒါကတော့မစ္စတာဘင်းကသူ့ရဲ့မီနီကူပါနဲ့ကွေးမြင့်တစ်ခုကိုမောင်းသွားတဲ့အချိန်မှာလေမြင်ကြီးတစ်ခုကဆင်းသက်လာမယ်အဲ့ဒီလေမြင်တွေကနေမစ္စတာဘင်းရောက်ထွက်လာမယ်နောက်တစ်ယောက်ထွက်လာမယ်စုစုပေါင်း25ယောက်လောက်ထွက်လာပြီးတဲ့အခါမှာသူ့ကိုဝိုင်းပြီးလှုပ်ဆက်ကြမယ်ပြီးတော့လေကြီးနဲ့တဆွဲနှုတ်ဆက်ပြီးသူတို့အားလုံးလေပြန်တဲ့အတူထောက်ခတ်သွားမယ်ဆိုတဲ့စိတ်ကူးပါမစ္စတာဘင်းတရုတ်ဆောင်ကိုယ်တိုင်ကဒီဇက်ကောင်ကကျွန်တော်တို့ကဘာကမဟုတ်ပဲတခြားကဘာကဖြစ်နေတယ်ဆိုပြီးတော့ဝေခံခဲ့ပါတယ်အဲ့ဒါကလည်းဖြစ်နိုင်ပါတယ်မစ္စတာဘင်းကဘယ်တော့မှတာမန်လူတယောက်လုံးမပြုတ်မှုခဲ့ပေမဲ့အမြဲတမ်းတူနီးသူခံနဲ့ SCPR လုပ်နိုင်ပါတယ်ကတော့မစ္စတာဘင်းပါလေမစ္စတာဘင်းရဲ့မိဘတဲ့မျိုးရိုးပုံတွေကိုပြန်ကြည့်ရင်သူ့မိဘတွေကသူ့ကိုယ်တိုင်ပါပဲဒီကြောင်းတွေကိုနောက်ထပ်ဗီဒီယိုတစ်ခုမှာပြောပြပါမယ်ဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဗီဒီယိုကိုအဆုံးသတ်ခင်တစ်ခုလောက်မေးချင်ပါတယ်မစ္စတာဘင်းကတကယ်ပဲကြောင်နေတဲ့တာမန်လူလားဒါမှမဟုတ်လူသားတွေရဲ့ပြုတ်မှုပုံကိုလေးလာရင်းနဲ့လိုက်တူပါနေတဲ့စူးစမ်းတဲ့ကောင်လားဆိုတာပါပဲထင်မြင်ယူဆချက်တွေကိုပြောပြခဲ့လို့ရပါတယ်